ထူးထူးဆန်းဆန်းအကောင်လေးများနံပါတ်1 Leafy Sea Dragon ဒီသတ္တဝါလေးကိုဩစတြေးလျတောင်ပိုင်းနဲ့အနောက်ပိုင်းကမ်းလွန်ပင်လယ်ပြင်တွေမှာပဲတွေ့ရတတ်ပြီးတော့သူ့ရဲ့တကူလုံးမှာတိရွက်လိုမျိုးအဖက်လေးတွေဖုံးလွှမ်းနေတတ်ပါတယ်ဒီအဖက်လေးတွေဟာရေကူးဖို့အတွက်မဟုတ်ပဲရန်သူရန်ကနေကာကွယ်နိုင်အောင်ရုပ်ဖြတ်ဖို့အတွက်ပဲဖြစ်ပါတယ်ရေထဲမှာမျောနေရင်ပင်လယ်ရေမော်ပင်တစ်မျိုးမျောနေသလားလို့တောင်ထင်မှတ်ရပြီးတော့ရန်သူတွေကတော့သူ့ကိုသတ္တဝါတစ်ကောင်လို့မယိမ့်မိတတ်ကြပါဘူးနံပါတ်2 Axolotl ဒီအကောင်လေးကိုတော့လမ်းလျှောက်နိုင်တဲ့ငါးလို့လူသိများကြပြီးတော့ကုန်းနေရည်နေသတ္တဝါမျိုးနွယ်ဖြစ်ပါတယ်တချို့လူတွေဆိုရင်ချစ်စရာကောင်းလို့ဆိုပြီးအိမ်မှာတော့အလှမွေးထားတတ်ကြပါတယ်သူတို့မှာချစ်စရာကောင်းတဲ့ခြေလက်လေးတွေပါရှိပြီးတော့အံ့ဩစရာကောင်းတာကသူတို့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေဟာတစ်ခုခုနဲ့ထိခိုက်မိလို့ပြတ်သွားရင်တော့အသစ်ပြန်လဲပေါက်ဖွားနိုင်စွမ်းရှိကြပါတယ်နံပါတ်3 Dumbo Octopus ဒီကောင်လေးတွေဟာသမုဒ္ဒရာရဲ့အနက်ဆုံးနေရာတွေမှာတွေ့ရတတ်တဲ့ရေဘိုးရဲ့မျိုးစိတ်လေးတွေဖြစ်ပါတယ်သူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံစံကြောင့်ပင်လယ်ဝက်လိုလဲတင်စားခေါ်ဝေါ်ကြပါတယ်တခြားရေဘိုးတွေလိုရေကိုမှုတ်ထုတ်ပြီးသွားလာတာမျိုးမဟုတ်ပဲသူတို့ရဲ့နရွက်လို့ထင်ရတဲ့စူးတောင်လေးတွေကိုခတ်ပြီးတော့ရေကူးတက်ကြပါတယ်အရွယ်စားအဖြစ်10လက်မကနေ12လက်မအထိသာရှိတတ်ပေမဲ့အကြီးဆုံးတွေ့ခဲ့တဲ့အကောင်ကတော့6ပေအထိရှိတယ်လို့သိရပါတယ်နံပါတ်4 Blobfish ကမ္ဘာရုပ်အဆိုးဆုံးသတ္တဝါလို့တင်စားခံရလေးရှိတဲ့ဒီငါးလေးကိုပင်လယ်ရေအောက်အလွန်နှက်တဲ့နေရာတွေမှာပဲတွေ့ရတတ်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာဂျယ်လီလိုပျော့အေးဖြစ်နေပြီးတော့ပင်လယ်ရေနက်ပိုင်းရဲ့ရေဖိအားကိုခံနိုင်ရရှိအောင်ဒီလိုမျိုးပျော့နေတာလို့သိရပါတယ်ရေထဲမှာတော့တာမန်ငါးတစ်ကောင်ပုံစံလိုရှိပေမဲ့ရေပေါ်ဆွဲတင်ကြည့်လိုက်တဲ့အခါဖိအားပြောင်းလဲမှုကြောင့်လူမျက်နှာပြက်နေတဲ့ပုံစံမျိုးဖြစ်သွားတတ်ပါတယ်နံပါတ်5 Platypus ဒီအကောင်လေးတွေကိုတော့သဘာဝတရားရဲ့အစမ်းပြားဆုံးဖန်တီးမှုလို့တောင်ပြောလို့ရပြီးတော့ဘဲနှုတ်သည်ဖြန်အမိနဲ့ဖြန်ခြေထောက်တွေလိုမျိုးပါရှိပါတယ်နှုတ်တိုက်သတ္တဝါဖြစ်ပေမဲ့အကောင်လိုက်မွေးတာမျိုးမဟုတ်ပဲဥဥပြီးတော့မွေးတတ်ကြပါတယ်အထီးတွေရဲ့နောက်ခြေထောက်မှာအဆိပ်ရှိတဲ့စူးကြုံလေးတွေပါရှိပြီးတော့ဒါကိုရန်သူရန်ကကာကွယ်ဖို့အတွက်လက်နက်အဖြစ်အသုံးချတယ်လို့လည်းသိရပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကောင်လေးတွေကတော့ကဘာပေါ်ကထူးထူးဆန်းဆန်းအကောင်လေးတွေပဲဖြစ်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်